ဒီနေ့ခန်းကြီး9လုံးကိုရင်းနှီးမှုရသွားအောင် reading practice နဲ့အတူတူလေ့လာကြည့်အောင်ခါကြည့်အိမ်မှုကိစ္စ Riori ဟင်းချက်ခြင်းစိုးကြည့်တန်ရှင်းရေးလုပ်ခြင်းစမ်းတခုအဝိလျှော်ခြင်းဟဲရအခန်းကျမနေတိုင်းအိမ်မှာအိမ်မှုကိစ္စလုပ်ပါတယ်私は毎日家で家事をしますမနက်မှာအခန်းကိုတန်ရှင်းရေးလုပ်ပြီးအဝတ်လျှော်ပါတယ်朝は部屋の掃除をしてそれから洗濯をしますတန်ရှင်းရေးပြီးတဲ့နောက်ဟင်းချက်ပါတယ်掃除が終わった後料理を作りますဟင်းချက်နေစဉ်အဝတ်လျှော်ပြီးသွားတာကိုစောင့်ပါတယ်料理をしながら洗濯が終わるのを待ちますဟင်းချက်ပြီးတဲ့နောက်အခန်းကိုထပ်ပြီးတန်ရှင်းရေးလုပ်ပါတယ်料理の後でもう一度部屋を掃除しますညမှာအဝတ်လျှော်ထားတဲ့အဝတ်တွေကိုအခန်းထဲမှာခောက်ပါတယ်夜は洗濯した服を部屋で畳みますဒီကဏမပါပဲလေ့ကျင့်ကြည့်ရအောင်နေတိုင်းအိမ်မှာအိမ်မှုကိစ္စလုပ်ပါတယ်私は毎日家で家事をしますမနက်မှာအခန်းကိုတန်ရှင်းရေးလုပ်ပြီးအဝတ်လျှော်ပါတယ်朝は部屋の掃除をしてそれから洗濯をしますတန်ရှင်းရေးပြီးတဲ့နောက်ဟင်းချက်ပါတယ်掃除が終わった後料理を作りますဟင်းချက်နေစဉ်အဝတ်လျှော်ပြီးသွားတာကိုစောင့်ပါတယ်料理をしながら洗濯が終わるのを待ちますဟင်းချက်ပြီးတဲ့နောက်အခန်းကိုထပ်ပြီးတန်ရှင်းရေးလုပ်ပါတယ်料理の後でもう一度部屋を掃除しますညမှာအဝတ်လျှော်ထားတဲ့အဝတ်တွေကိုအခန်းထဲမှာခောက်ပါတယ်夜は洗濯した服を部屋で畳みますဒီတစ်ခေါက်မျက်နှာစံလေ့ကျင့်ကြည့်ပါကျမနေတိုင်းအိမ်မှာအိမ်မှုကိစ္စလုပ်ပါတယ်မနက်မှာအခန်းကိုတန်ရှင်းရေးလုပ်ပြီးအဝတ်လျှော်ပါတယ်တန်ရှင်းရေးပြီးတဲ့နောက်ဟင်းချက်ပါတယ်ဟင်းချက်နေစဉ်အဝတ်လျှော်ပြီးသွားတာကိုစောင့်ပါတယ်ဟင်းချက်ပြီးတဲ့နောက်အခန်းကိုထပ်ပြီးတန်ရှင်းရေးလုပ်ပါတယ်ညမှာအဝတ်လျှော်ထားတဲ့အဝတ်တွေကိုအခန်းထဲမှာခောက်ပါတယ်皆さんありがとうございます